စီပန်လည်းပါမှာနာမည်လည်းမပါ ဒီတခါတော့စိတ်လွားမြင်းမူလေးဖတ်ပါမယ်လိုသားရလွယ် ရလွယ်ကိုတခါတော့ရှုံးပါတယ်ဒီတခါတော့မြင်မလားရှုံးတာမသိဘူးပေါ့ ဒီခုတခါဝယ်တာဈေးကြီးရလို့ ဟုတ်တယ်ဟိုတခါတော့3000အခုမှကောက်လို့ရတယ်ဟဲ့လားနေနေရပြီဒီမှာ အေးဟုတ်တယ်နော် ဟုတ်ပါလေ ဟို तू ကအဲ့ထဲမှာထည့်တာလား ဒီထဲမှာထည့်ရတာပဲ ဒါဒီထဲမှာတစ်ထောက်ကြီးဟုတ်မယ်တယောက်တစ်ထောက်ပါနော်သူကကောင်းလဲတော့မသိဘူး ငါမသိပါဘူးနေနေရဆိုတော့မသိဘူး သူကအဲ့ဒီထဲမှာထည့် ပါလေ ဖလား ဟလာလား လားလည်းလို့ဆိုတော့ပြသွားပါပြီ သိရလား ဒီနေ့ကတော့သိချတာတစ်ထောင်လည်းမပါဘူး9000လည်းလည်းမပါဘူးနောက်ထုတ်ပေါက်ပါမယ်အဲဟုတ်ငါတို့ကိုတနေ့ဖောက်နေတာပဲနော် ဟုတ်တယ်ဟိုတနေ့ကဖောက်တာဟိုတနေ့ကတော့ရှုံးနေ ဟလာပါ ဘလာပါလာရကြဘလာတော့မကြုံချက်ကနေနေ ဖောက်လိုက်ပြီပါ တုံးနေတယ်ငါချက်နေ တယ်ရှင်းဟာ နောက်တော့ မားတယ်ဒီက ဟုတ်တယ်ဒါနဲ့တော့ကြည့်ထားမှာရဘလာရဲ့ မမြင်ရမားတယ်တော့ဟလာပဲဟုတ်တယ်ဟလာပါမရပါမလားလို့ပြောလင်းချက်လေးနဲ့အဆုံးမိ ဘလာပါပဲဒီမှာလည်းဘလာပါပဲနောက်တော့ပါတင်မှာမြင့်မှုတယ်နော်မှတ်ထားအောင်နောက်မကောင်းတဲ့ဟာတွေဆိုနောက်ဆိုရင်လိုပဲတော့မှမဖိုင်တော့ပဲအဲ့လိုပဲကြော်ကြော်ကြီးပြင်ပြီးသွားတာပဲအမှန်မရှိတဲ့2ယောက်ပါအခုချိန်ကြီးကပတ်စံမမြင်ရသေးဘူးသိမဟုတ်သေးဘူးဘာမှတရားနဲ့တရားတွေ့ရတယ် တရားနဲ့တင်နေရ ဒီလိုငါတို့တရားနဲ့နှစ်သိမ့်လိုက်တာ တတော်လေးဒီလားကတ်ထားတာမလဲခွာတယ် ချီ ပါ ရော ဘူးဟလာပဲဆက်ကုန်ပြီလား စတိကရည်လား ဟုတ်ပါဟုတ်ပါဟုတ်ပါ ဟဲ့ဘယ်လိုလုပ်လဲ3ထုတ်ပဲကျန်တော့ပဲ မားတယ် ကဲကျမတို့နေရောတနာတော့အပြင်ထောင်နေတိတိရလာတော့ ဒီလားပတ်စံငါမရှိ 200 ကံမကောင်းနိုင်ဘူး 200 300ပဲရတယ်ဒီလိုစောက်တိုင်းမနေတော့တော့မဟုတ်ဘူးတော့ အေးခဏဆောင် ပေါ့လား ဗလာတဲ့ ခံနေတော်များသွား အေးဟုတ်ကဲ့လားဒီနေ့တော်တော်ပူပိတ်နေဒီနေ့ငါဖျားလေးရှိကိုပါလေဘယ်လိုပူပိတ်ပြော အတော့တစ်ထောင် နောက်ဆုံးတစ်ထုပ်ပါ အမေ ကဲနားပဲကြာမယ်ကျမတို့ဒီနေ့ရောသွားပါမယ် ဟလားအဆိုဒီရလည်းရှုံးပါတယ် 300ပဲ ထောက်တော့ရနော် ဟိုတစ်ခါတစ်ထောင်ဆိုဟိုတစ်ခါတော့1000ကျော်လားမသိရ ပြင်ပြရတယ်ရှုံးပါပြီ သုံးပါပါအမိုက်กว่าတာ မိုက်ပွားရော မိုက်กว่าတာဖတ်တယ် ကာလာ ဒီနေ့ ဟိုကတော့ဖလားမပါကတ်စမယ်ဒါလည်းဖလားမပါလား ဒါလည်းဘလာမပါနဲ့ရှန်လ ဒါ င်း ကျ နဲ့ န်လင်းနဲ့ဒါရှယ်လားဒါကတော့2500 ဒါလည်း2500ပါပဲ ဒီကရှုံးမလားညက်မလားကြည့်အောင်နော် ဒါရင်ဖောက်မှာပါ ထိုင်ဟုတ်လားနော် ရင်ဖောက်မှာ ကျောင်းကပါလေ နားပါလို့ စနေညတာနဲ့ဆက်တော့6 6ထုတ်ဆိုတယောက်ကို6ထုတ် ရွေးလိုက်တယ်ကြီး အေး6ထုတ်ရေးရမယ်ဒီနေ့တော့ဒီမှာ6ထုတ်6ထုတ်ရေးလိုက်ပြီ ခမနော် ထောက်မယ်ပြမလုံးတစ်ထုပ်ထောက်ပါမယ်စာပြီးမလုံးတစ်ထုပ်ပါလေ 50 တရားလေတရားရပါ ကျ လေ မတော့50ပါ ဘာဖြစ်ပတ်စံမြင်ရတော့နည်းနည်းတော်သေးရဲ့ အေးဟုတ် ဘလာမပါဆိုအဲ့ဒါတစ်ခုတော့ကောင်းတယ်50 50ပဲ 50တွေပဲထည့်တာ ငါဖောက်တိုင်းအဆန်ကတူလို့50ပဲပါမှာ 50တန်းနေပဲထည့်လာတာနောက်တစ်ထုပ်3လုံးမြောက်ပါ အာဆိုပဲ 50တွေပဲထည့်လာတယ် 200ဒီခါတော့ကျမများသွားပြီ နောက်တစ်ထုပ်ထောက်ပါမယ် ဟုတ်လား
တရားလေ ဟာတယ်ဒီတော့ရ အတန်ကြီးမပါဘူးနော်ဒီကပါလေရှယ်လားရှယ်လေနာမည်ကတော့ရှယ်ဆိုပြီးတော့ မရှယ်သေး ဘူးနောက်တစ်ခါတော့ဒီကမဖောက်တော့ပါဘူးဒီကနောက်ဆုံးပါပဲ 200တဲ့ နေ့မှာ200ပါတယ်ငါဒီမှာ90နဲ့ပြရတယ်နေရတယ်မှာကျုံ90လေ ကဲ 50 နောက်ဆုံးတော့ဒီပြီး တစ်ထုပ်ကြံနေဒါနောက်ဆုံးတစ်ထုပ်ပါ 50 နဲ့50ပဲတော်ပြီဒီကနောက် ခါ ဆုံး ရှုံးနေကျမတို့ဘယ်လောက်လဲ 1 2 3 400 400ရ 900 600 400ရ1000လို့1000လို့မထည့်တာ အေး နော် ရှုံးနေဒီမှာကျမတို့ရှုံးနေ 2500နော် 1500 1500ရှုံးပါလေရှင်တော်ပြီနော်ဒါနောက်ဆုံးပဲနောက်ခါတော့ငိုးဝယ်ဒီကမှာထောက်တယ် ပြောင်းရမ်းနေတွေ့ထုတ် ဒီကလေးလက်ကျူကျောင်းထုတ်ဖောက်ကျောင်းထုတ်ဖောက်လေးပြီးကျောင်းထုတ်ဖောက်ပါမယ်ကဲဒီကဘယ်လောက်ညံ့မလဲဒီဘယ်လောက်ညံ့မလဲဘယ်လောက်ရှုံးလဲ အဲ့ဒါထောက်ပါနော်တစ်ထုံ ဟုတ်တယ်3တော့4တော့5တော့ ဒါတော့ဖောက်နေပြီဒီတော့ 10တော့12ထုတ်ပါဒီလည်း12ထုတ်ပါ ဟဲ့ဒီက50နေတာ အေး50အာနေမှာ50ရတယ်ငါမလိုက်အဲ့တော့ဘယ်တော့မှပါလို့ရေးထားမို့လား မြေးတော့ပြီ ဟုတ်လားဟိုး ဒါမြေးတော့အဲ့တော့ ရေးထားတာတော့1000နဲ့5000နဲ့လည်းအခုမလားတဲ့နောက်ထုတ်ပါပါ ဟဲ့ဘလာကြီး ကဲ50မဟုတ်ပါဘူး900ရတယ်900ဒီမှာလည်း lucky ကောင်းရတယ်900ရတယ် ဟုတ်တရား တရားပဲတူတူပဲတရားရပါပြီ600ရှိပါ စူးတယ်ပြီး နောက်ထုတ်ပေါက်ပါမယ်3တုံးမြောက်ပါဗလာတဲ့ ဟဲ့ငါဘလာပဲကြာ ဒီငါစီမှာပဲဗလာငါခုမှ600လေးရတယ် ဒီက6ပါလားဘာတရားကလည်းရတယ် အဲ့ဒါကလည်းနည်းနည်းဗလာ ဟဲ့ဟာဟုတ်တော့ အဲ့ဆိုရင်ပါငါနည်းနည်းတာနေရဘူး600အဲ့900 50လေ နည်းနည်းကလည်းတက်လာ ကန်လာတက်လာငါတော့ကန်နေပါပြီဒီ50 စက်ပြေတော့အစ်ပြေနေတော့ တထုံ2ထုံ3ထုံ4ထုံ5ထုံ6ထုံ9ထုံကျန်နေ9ထုံထဲမှာ9ထုံ တော့200 9ထုံနဲ့ဒီကောင်းနေပါလိုက်ပါလားဒီ ဘာရပါလား 200ရ ဘလာ 200ရပါပြီ ဘလာကြီးဟာတော့ရောပေါ့ ဗလာပါ ဟာလေးတော့ပဲကျန်တော့လေ သုံးလို့ပဲကျန်တော့ အဆန်တော့ပတ်စံ200ဒီနေ့ရတဲ့အကျွေးနေ အကျေလေးစုတာကားကပြီးလို့ရတယ် ဟာလည်းညာလို့ရ နေဟုတ်တယ်ငါစီမှာတော့ဟိုရှိဒါပေမဲ့ဒါမစိုးလို့ပြောရတယ် ဟာဘလာပါတယ် ဒါတော့ပါ ဘလာလည်းညာတယ် အဲ့နောက်ဆုံးတစ်ထုပ်ပဲဟုတ်ပါဘူးတယ်နောက်ဆုံးတစ်ထုပ်နောက်ဆုံးတစ်ထုပ်ပါ ဟဲ့ဘလာတဲ့ဟာတကယ်ဖြစ်နေတယ် အဲ့တော့ဘယ်လောက်ရလဲဆိုတော့900 ကဲတော့တော့နေနေ 900 1000 1050ပဲရ ဘလာဒီ သွားပါပြီဒီကတော့ဒီနေ့က lucky 400 အကျွေနေ 900 လောက်ရတယ် ထောင်းနဲ့ပါ50 တူတူပဲ ဟာထောင်း50 ရှော့ဆိုအထုပ်တိုင်းအဲ့လိုထည့်ထားလားမသိနော်ရန်နေနဲ့ဒီကရန်နေလေသူများတွေရန်နေကကောင်းတယ်ပြောတယ်ဘာလို့လက်ကြောင်လဲ ငါတို့ရောက်ကန်ကောင်းတာ ပိတ်တယ်ဒီနေရာက ရှုံးပါတယ် 1050 ပြော အကျွေလေးစုထားမယ်ကားစီလို့ရ2500ရမဲဘူးလေးတွေဖောက်ပါမယ်။ तू ကနာမည်တော့မပါဘူးပေါ့နော်။ဒီတိုင်းမဲ့လက်ဆောင်ဘူးလေးပုံစံမျိုးဆိုတော့လှလို့ဝဲလာတာ ဒါဟွာငွေသားပါအပေါင်း ။မပါဘူးနဲ့တော့ဖန်စီလို့ပါတော့အဲ့ဒါကစားကြလေးတွေအဲ့လိုမျိုးပါတယ်။ဖောက်မယ်နော်။ကြောက်တော့ဝက်။ဖောက်မယ်4 6 8 8ဘူးပါပါတယ် တယောက်လေး ။ကြောက်လေးဖောက်မယ်နော်စားလေး။ဒီရတဲ့ချစ်စရာလေးတွေမှာကြည့်။လက်ဆောင်တီချာတော့ထုတ်ပိုးထားတယ်။ဒီမှာတီချာထုတ် ကလောက်ပဲဟော တီချာတော့ထုတ်ပိုးတာအဲမှာ ဒါကလောက်မို့ ဒါပတ်စံလားမသိဘူးနော်ဒီရ အဲ့ဒီပတ်စံပေါင်းဘူး ဒီပန်းလည်းပါမှာဒီနာမည်လည်းမပါဘူး ဒီက
ဆုံးဆုံးပါ အဲ့တော့2000ကျော်လေးပဲဘူးလေးရတယ်ဒေတာထုတ်ပို့လာကဲဖောက်ကြည့်မယ်နော် ဒါအယောင်ကြီးမယ် အဲ့ရောဒီလိုရေးလိုက်ပဲရောနေအပြားပြားအဲ့ဒီပြားရောင်ဘူးလေးစပေါက်ပါမယ် ဘူးလေးရရှိရတယ်အဲ့လိုလေး ကဲဒီမှာဘာလေးပါမယ်ဒီမှာကြည့်ရတာ လောက်ပါလောက် လောက်ကောင်းတယ်နော်ဘာလဲမသိငကက်တွေလားဆဲကျွေးလားရွှေလားမသိပေါ့ပေါ့နော်ကဘာလို့ ဟောစတေးကကြီးရတဲ့ညတဲ့ ဘာလို့လဲ ဒီတူလေးစောင်းပါလေ ဟုတ်တယ်ဟုတ်တယ်အသုံးဝင်တယ်သုံးဝင်တယ်အဲ့လိုပဲကောင်းဘက်ကတွေးရ ဘာမှနောက်တော့အဆိုင်ရမရှိဘူးပန်းလေးတည်း ဒီပန်းအောင်ဆင်းအောင်ရိုက်ဆင်းအောင်သူကပန်းအောင်ဆင်းအောင်ပေါ့လေ အမလေး ပြောတော့ဖန်နေကို စင်ဆိုပြီး ဒီမှာကြည့်ရတယ်ခုနကတော့ကြားတယ်သူကဘာမှမကြား မဆန်လားတော့မဆန်လားစာကြီးတော့ဒီလိုပဲ ဟဲ့ ထိုင်းတယ် ဘာလို့တော့မကြည့်ဘူး အော်တောင်းတယ်တော့တောင်းတယ်ပဲဒါပေမဲ့တော့မရတောင်းတယ်ဟော ဘာလို့တောင်းလို့မသိဘူးလေ အဲ့တော့ဆိုးပါကြီးတော်ဆိုးပါ ငါတို့အယူလို့နေရလားမသိဘူးချီအောင် ဒီအဲ့တော့ရရလား ဒီကနေ့တောင်းပါမယ်ကဲတော့ဆောရီမပြီးသေးဘူး အပိတယ် ဟုတ်ပါတယ်ဒါအေးစေး ဘာကြီးလဲဒါနည်းနည်းများသွားပြီနော်အဲ့ဒါတော့မကြည့်အောင် ချီသူကတေးသေးချာချာတော့ထုတ်ပိုးထားတယ်ဒါပေမဲ့အထင်းမှာဘာကြီးပါမှန်းလဲတော့ အဲ့ဒါကြီးကတော်တော်များသွားပြီဟိုကလေနတ်မှာတက်တဲ့ပိစာအထက်ဟာလေအဲ့ဒါကြီး ခေါင်းမှာကတ်တာသူက ဟာသွားပြီ ခေါင်းမှာဒီလိုလေးကတ်ထားတယ် လာ မလားလည်းကတ်ထားလိုက်တော့ ရသွားပါစိတ်တော်ဝိုင်းတာ အဲ့ဒီကြောက်လို့ပုံမှန်အယောင်လေးအယောင်လေးပါအယောင်လေးဖောက်ကြည့် အခုလေးတော့အပလာလေ ပြီးမုံဝယ်ကြတာဟိုအသုံးဝင်တဲ့ဟာလေးဆိုတော့ရောက်ကဘာတွေများနေသုံးတယ်ဒီစတီးရဆိုတော်တော်ဆိုးတယ်မှာဘယ်နေရာတော့သုံးမှာမလဲ ဒီကကတော့နမေဘာကတော့ နမည်မပါဘူးဆိုတော့တော်ပြီလေဒါနောက်ဆုံးတစ်ခါပေါ့နောက်ခါဆိုတော့ခောက်လို့ရတယ် ဟာငါသိရအဲပြပြတာပေါ့ ဟဲ့အဲ့ဒါကြီးပဲ ဟာညာပါ တော်ဆိုးနောက်ဆုံးပြောဖောက်လိုက်တော့ဟောဒီမှာအေး အားတော့မရှိတော့ဟုတ်လား အဲ့ဒါပြီးပေါ်တာ1500ရှိပြီ ဒါပေမဲ့အခုမို့ဒီလိုတစ်ထောင်ကျော်ဆိုရင်သွားပါလေဝေသားခါစမ်းမယ်လားအဲ့ဒါလေးရပို့တယ်ပဲတည်းနော် ဟုတ်တယ်ဟုတ်တယ်သူကမှလည်းနည်းပတ်စံပြင်ရတယ်ချွေလေးပါလေဒါကတော့ဘာမှလည်းမသိသုံးလည်းမဟုတ်ဘူးအမိုက်တောင်ပွားနေတယ် မဟုတ်ပါ ကဲ ဘူး လုတ်ပြန်ပြီးက ပါလိမ့်လေအဲဒီနေ့ကမြက်ပါတယ်ကျမတို့သူတို့စတောင်းရပါတယ်အမှန်တော့စတောင်းကတော့သုံးလို့မရဘူး တော်တော်စိုးနေပြီငါတို့လေဒီနေ့ဒီနေ့1000နဲ့တော့မမြင်ရဘူး ပြောပါနေတော့ပလာဂျင်းနဲ့လက်စော လာ ငါဒီရပဲဟိုတက်နေပြီဒီကမြို့မဟုတ်တော့ပတ်စံတော့ထည့်ပြီး ပတ်စံမေးတူတူပြောဘုံဘိုးလေးဆွဲရတာလား ပြောအိတ်ဆောင်လာလိုက်ကျမပတ်စံဝင်အောင်ပတ်စံလည်းဆောင်လာလိုက် အဆောင်ကဲဒီနေ့တော့ ကျမတို့ရှုံးပါလေရှုံးတယ်တော့ပြောပါနဲ့1000ရတယ် လေးဟုတ်တယ် မပြလားမပြ1000 ကျော်1000ရပါတယ်